လိုရင်းသူရှင်းနဲ့နားလည်လွယ်အောင်ပြောပြမယ်ဒီပစ္စည်းနဲ့အစားအစာကျွေးမိရင်တီးလိုက်ပဲနဲ့ကြောင်တွေတည်နိုင်တာမို့လို့တတိထားကြပါပထမတစ်ခုကလီလီပန်းရဲ့အစိတ်အပိုင်းအားလုံးနဲ့ပန်းအိုးထဲကရေတောင်ကြောင်နာလုံးဝထားလို့မရအောင်နော်ကြောင်တွေပန်းရဲ့အစိတ်ပိုင်းနဲ့ပန်းအိုးထဲကရေကိုစားမိတောက်မိတာနဲ့ကြောက်ကပြက်စီးပြီးတည်နိုင်တာကိုမှတ်ထားပါနောက်တစ်ခုကကြောင်နေမကောင်းရင်လှုပ်လေးလှုပ်ထားရှိတဲ့ပါရာစီတမောကိုအမုံကျိတ်ပြီးတိုက်ကြတာပါကြောင်ရဲ့ခန္ဓာကိုယ်ကဆေးကိုမချီဖြတ်နိုင်တာကြောင့်အသေးပြက်စီးပြီးတည်နိုင်တာမို့လို့လုံးဝမတိုက်ကြဖို့တတိထားကြပါတတိယတစ်ခုကတော့စပစ်တီအဆူကအချောက်ကလုံးဝမကျွေးမိစေနဲ့မတိလိုက်ခင်မှာပဲကြောင်လေးတွေရုတ်တရက်ကြောက်ကက်ပြက်စီပြီးတည်နိုင်တာမို့လို့အထူးတတိထားပါပြီးရင်နောက်တစ်ခုကချောကလက်ကလေးတွေစားလို့ရတယ်ဆိုပြီးကြောင်လေးတွေကိုလုံးဝမကျွေးမိပါစေနဲ့ချောကလက်စားမိရင်နှလုံးခုန်မြန်တာတုံပြီးတက်တဲ့အထိဖြစ်နိုင်တာကြောင့်အန်ဒီရရှိပါတယ်နော်နောက်ဆုံးတစ်ခုကတော့ဟင်းချက်ရင်အမြဲသုံးတဲ့ကြက်သွန်နီနဲ့ကြက်သွန်ဖြူပါကြက်သွန်ကိုအစိမ်းကိုချက်ထားတာကိုအမုံကိုလုံးဝကျွေးလို့မရပါဘူးစားမိရင်ကျွေးအားနေပြီးပြင်းထန်လာရင်အောက်ဆီဂျင်မလုံလောက်မှုကြောင့်အသက်ဆုံးရှုံးတဲ့အထိအန္တရာယ်ရှိနိုင်ပါတယ်။အရေးကြီးတာကစားပြီးချက်ချင်းမဖြစ်ပဲရက်အနှဲငယ်ကြာမှလက္ခဏာပေါ်နိုင်တာကြောင့်အထူးတတိထားကြပါ။ကြောင်လေးတွေကိုချစ်တယ်ဆိုရင်တေချာမှတ်ထားကြနော်။အစားမတော်တလို့ဆိုတလို့မျိုးကြောင်လေးတွေကိုကြောင်မဖြစ်အောင်ကြိုတင်တတိပြုကြပါ။ဘာကြောင့်ဖြစ်တာလဲကျွေးမိရင်ကောဘာလက္ခဏာတွေသိနိုင်လဲသိချင်ရင် comment မှာ yes လို့မှတ်ခဲ့ပါ။နောက်ဗီဒီယိုလုပ်ပေးဖို့အားလေးရှိအောင်လို့ like and share လေးပါနှိပ်ပေးခဲ့အောင်နော်။